မင်္ဂလာပါရှင်မြန်မာ News Daily သတင်း channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။အိန္ဒိချင်းထိုင်းနိုင်ငံရဲ့ထိပ်တန်းအရာရှိကြီးတဦးမြန်မာနိုင်ငံကိုလာရောက်ဖို့ရှိနေတယ်ဆိုတဲ့သတင်းကအခုရက်ပိုင်းမှာအတော်လေးစိတ်ဝင်စားစရာဖြစ်နေပါတယ်။ထိုင်းနိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင်နေပြည်တော်ကိုလာရောက်ပြီးစစ်ကောင်စီဥက္ကဋ္ဌနဲ့တွေ့ဆုံဖို့ရှိနေပါတယ်။ဒီခီးစဉ်ဟာမြန်မာနိုင်ငံရေးအတွက်ဘလို့အကျိုးသက်ရောက်မှုတွေရှိလာနိုင်မလဲ။ဘာကြောင့်အခုလိုလာရောက်တာလဲဆိုတာကိုကျွန်တော်တို့မြန်မာ News Daily ကနေစူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ထိုင်းဒုတိယဝန်ကြီးချုပ်လည်းဖြစ်နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ Mr. Sihasak Phuangketkeow Phongprit Bahithanukkara ဟာလာမယ့်အပတ်ထဲမှာနေပြည်တော်ကိုလာရောက်ဖို့ရှိနေတယ်လို့ထိုင်းသတင်းဌာနတွေကဖော်ပြလာကြပါတယ်။အထူးသဖြင့်ထိုင်း PBS သတင်းဌာနရဲ့ဖော်ပြချက်အရနိုင်ငံခြားရေးဝန်ကြီးဟာလာမယ့်ဧပြီလ22ရက်နေ့မှာနေပြည်တော်ကိုရောက်ရှိမှာဖြစ်ပြီးလက်ရှိသမ္မတတာဝန်ယူထားတဲ့စစ်ခေါင်းဆောင်ဦးမင်းအောင်လှိုင်နဲ့တွေ့ဆုံသွားမယ်လို့သိရပါတယ်။မြန်မာနှစ်စမ်းပိုင်းမှာပဲအိန္ဒိချင်းနိုင်ငံရဲ့အစိမ့်အရာရှိကြီးတဦးလာရောက်တာဟာထူးခြားတဲ့ခြေလှမ်းတစ်ခုလို့ဆိုရမှာပါ။ဒီခရီးစဉ်အတွင်းမှာနှစ်နိုင်ငံအကြားအရေးကြီးတဲ့ကိစ္စရပ်တွေကိုအဓိကထားဆွေးနွေးသွားဖို့ရှိနေပါတယ်။ဒီတွေ့ဆုံမှုမှာနှစ်နိုင်ငံချစ်ကြည်ရေးနဲ့ဆက်ဆံရေးကိစ္စတွေအပြင်အားလုံးကစိတ်ဝင်စားနေတဲ့မြန်မာနိုင်ငံရေးအခြေအနေတွေကိုလည်းဆွေးနွေးသွားမှာဖြစ်ပါတယ်။အထူးသဖြင့်စစ်ကောင်စီဘက်ကပြောဆိုနေတဲ့ရွေးကောက်ပွဲအပြီးကာလမြန်မာအခြေအနေအရရက်ကိုအဓိကထားညှိနှိုင်းသွားဖို့ရှိတယ်လို့သိရပါတယ်။လက်ရှိမြန်မာနိုင်ငံရဲ့နေဆက်ဒေသတိုက်ပွဲတွေလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးကိစ္စတွေနဲ့နေဆက်လုံခြုံရေးကိစ္စတွေဟာထိုင်းနိုင်ငံအတွက်အလွန်အရေးပါနေတာပါ။ဒါကြောင့်အခုခရီးစဉ်ဟာထိုင်းအစိုးရအနေနဲ့မြန်မာအရေးမှာပုံမူပါဝင်ပတ်သက်လာဖို့ကြိုးစားတဲ့ခြေလှမ်းတစ်ခုလို့လည်းသုံးသပ်နိုင်ပါတယ်။ဟုတ်ကဲ့ပါအခုတင်ဆက်ပေးခဲ့တာကတော့ထိုင်းနိုင်ငံသားရေးဝန်ကြီးရဲ့နေပြည်တော်ခရီးစဉ်နဲ့ပတ်သက်ပြီးနောက်ဆုံးရရှိထားတဲ့သတင်းပဲဖြစ်ပါတယ်။ဒီခရီးစဉ်ကနေဘယ်လိုရလဒ်တွေထွက်ပေါ်လာမလဲဆိုတာကိုတော့ဆက်လက်စောင့်ကြည့်ရမှာပါ။သတင်းထူးတွေကိုအမြင်နာသိနိုင်ဖို့ကျွန်တော်တို့ရဲ့မြန်မာ News Daily ကို like နဲ့ subscribe လုပ်ထားဖို့မမိပါနဲ့အောင်နော်။ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။အားလုံးပဲတာယာတဲ့နေ့လေးဖြစ်ပါစေ။